ကရစီဗျာ တက္ကမအရန်ရိုင်းလုံးနဲ့ကိုရောတက္ကမကတ်တာကိုလက်မခံပါရစေနဲ့ အရှင်ဗျာအဲ့ဒါ AI လောက်ခိုင်းတဲ့သူဆဲခိုင်းလို့ဆဲရတာပါဗျာ AI လောက်ခိုင်းတဲ့သူကဆဲခိုင်းရင်လည်းတက္ကမမဆဲနဲ့ပေါ့အဲ့လိုလုံးမှကိုရောတက္ကမကတ်လူတာကိုခံယူပါမယ် တင်ပါဗျာအဲ့ဒါဆို AI လောက်ခိုင်းတဲ့သူကဆဲခိုင်းလဲတပိတော့မှမဆဲတော့ပါဘူးဗျာ အာယူဝါနော်ဒုက္ခံပလန် အာဒူတာဒူတာဒူပါဗျာရှင်ဗျာတပိတော့မှတလရှင်ဝှချင်လို့ပါဗျာ ကောင်းပါပြီတက္ကမသာသနာပေါင်းဝင်နေဆိုတာကောင်းမွန်တဲ့အလုပ်ပဲကိုရောဝမ်းသာပါတယ်တကယ်ဝတ်မယ်ဆိုတော့ TikTok မှာနာမည်ကြီးနေတဲ့ main လေးတိုင်းမှာ join နိုင်တဲ့ဟာလို့ AI နဲ့လုပ်ထားတာတော့မဟုတ်တော့ဘူး တင်ပါဗျာ ကဲဆရာလေးခုချိန်ကစပြီးသာသနာပေါင်းနဲ့ရောက်သွားပြီဆိုတော့ကိုရောချပေးတာကိုလိုက်စို့ တင်ပါဗျာ ပါဏာတိပါတာဝေရမဏီသိက္ခာပဒံသမာတိယမိ ပါဏာတိပါဒဝေရမဏီသိက္ခာပဒံသမာတိယာမိ အဒိဏဒါနာဝေရမဏီသိက္ခာပဒံသမာတိယမိ အဒိနာဒါနာဝေရမဏီတိတ်ခပဒံသမာတိယာမိ ကာမေတုမစ္ဆာစာရာဝေရမဏီသိက္ခာပဒံသမာတိယမိ ကာမေတုမစ္ဆာစာရာဝေရမဏီတိတ်ခပဒံသမာတိယာမိ မုသဝဒဝေရမဏီစိက္ခာပဒံသမာတိယမိ မုသဘာဒဝေရမဏီစိက္ခပဒံသမာတိယာမိ သုရာမေရယမကြပမာဒနာဝေရမဏီစိက္ခာပဒံသမာတိယမိ သူယာမေရယမဇ္ဇပမာဒဒါနာဝေရမဏီတိတ်ခပဒံသမာတိယာမိ ဒီ၅ပါးသီလကိုမြဲအောင်ကျင့်ကြံပါဆရာလေး တင်ပါဗျာ အခုတရားထိုင်ချိန်ရောက်ပြီကိုတလရှင်တွေနဲ့အတူတရားသွားထိုင်ပါ တင်ပါဗျာ အဖွာသီလရှင်ဝတ်နဲ့သာသနာပေါင်းမှာမြဲနိုင်မလားဆိုတာအပိုင်း3မှာဆက်ကြည့်ကြမယ်နော်ဆက်ကြည့်ခြင်းရင် follow လုပ်ထားပါ တလရှင်ဝတ်နဲ့နေရတာဟင်းကောင်းတော့စားရပါရဲ့ဒါပေမဲ့ထိုင်လိုက်ရတဲ့တရားကလည်းခါးကိုနာလို့အသက်ကြီးလို့လဲပါမှာပါတလရှင်ဝတ်နဲ့နေတာတလသာကြာသွားတယ်ဒီပါဇက်ကဆဲကျင်တဲ့အကျင့်ကိုမပြောက်တတ်သေးဘူးပြောရင်းနဲ့တော့ဆဲကျင်လာပြန်ပြီမဖြစ်ပါဘူးငါမဆဲရရင်မနေနိုင်ဘူးဆဲခြင်းဆဲတလရှင်ဝတ်နဲ့တော့မဆဲကျင်ဘူးသူတို့မသိအောင်ဒီเจ้าကခိုးထွက်ပြီးလူဘဝနဲ့ပဲပြန်ဆဲမယ်ဟဲ့လူဘဝတော့ပြန်ရောက်လာပြီစောက်အသက်ကမသေးတတ်သေးတော့စောက်အသက်ရှင်ဖို့စောက်လောက်ကရှာရတော့မယ်စောက်ဘိုက်ကလည်းစာနေပြီအဖွားဘိုက်ရမ်းစာလို့ပါတခုခုများကျွေးနိုင်မလားမြေးလေးတို့ ဈေးမယောင်းကောင်းလို့စိတ်ညစ်နေပါတယ်ဆိုဒီအဖွားကတစ်မျိုးသွားပြဘာစားစရာမှမရှိဘူး တမိန်အဖွားဘိုက်စာလို့တခုခုကျွေးနိုင်မလားခဏမှဟိုဘက်ကငစိမ့်တယ်မနဲ့ရံပစ်ထားတာစိတ်ကကြည်သေးတာမဟုတ်ဘူးအလင်းနဲ့ကောက်ထုတ်လိုက်မယ်အဖွားကြီးထွက်သွားဈေးထဲကလူအားလုံးတို့ရေတလရှင်တစ်သက်လုံးဝတ်ပြီးမနေတတ်တဲ့ရိုင်းနဲ့အဖွားကြီးရောက်နေတယ်ထွက်ကြည့်ကြပြုတ်ဆွေမျိုးမရှိတဲ့တကောင်ကျွတ်အဖွားကြီးဘဝကိုတလရှင်ဝတ်နဲ့ညီကုန်းမချုပ်ချင်ဘူးဒီလောက်ရိုင်းနဲ့အဖွားကြီးကိုမောင်းထုတ်ကြဟဲ့ထွက်သွားအဖွားကြီးထွက်သွားထွက်သွားဟဲ့ထွက်သွားနိုးညအပြောအဆိုရိုင်းတဲ့သူဆိုရင်ဒီလိုပဲလူတွေရဲ့မုန်းတီးခြင်းပြက်ပယ်ခြင်းကိုခံရတာလား comment မှာဖြေပေးသွားဦးနော်အဖွားကြီးကရောအမြင်မှန်ရသွားမလားအဖွားရဲ့ညီကုန်းကဘလို့အဆုံးသတ်မလဲဆိုတာအပိုင်းလေးမှာဆက်ကြည့်ကြမယ်နော် ငါဆဲမိတာအဲ့လောက်တော့မှအပြစ်ကြီးသွားပြီလားဟုတ်တာပေါ့လေ TikTok တစ်ခုလုံးလဲငါဆဲတန်ကြီးတွေပဲဆဲတယ်ဆိုတာယဉ်ကျေးတဲ့အပြုတ်မူပါမဟုတ်တာဘသူကဆဲတာကိုကြိုက်ကြမလဲငါကကိုအစကတည်းကမှားတာပါရှင်ဗျာတပိတ်တော်မှအမားကိုသိပါပြီရှင်ဗျာနှုတ်ကြမ်းခြင်းကိုလူတိုင်းမကြိုက်ကြဘူးလူအလယ်မှာမတင့်တယ်ဘူးလူတိုင်းရဲ့နောက်ဝင်ကိုမချိုစေဘူးဆိုတာအကယ်၍နောက်ဘဝသာရှိခဲ့ရင်တပိတ်တော်မှနှုတ်ရင်ကျေးတဲ့သူဖြစ်ပါရစေရှင်ဖရာ အဖွာဘာဖြစ်လို့ဝင်နေနေတာလဲဟင်ဘိုက်စာလို့လားသမီးမုတ်ကျွေးမယ်လေ အေးပါမြေးလေးရဲ့လိမ်မာလိုက်တာမြေးလေးရဲ့ညီမလေးရဲ့နာမည်ကဘာတူလဲဟင် သမီးမနာမည်မရှိဘူးမိဘတွေလည်းမရှိဘူးနေစရာလည်းမရှိဘူးအဖွာ ဩဖြစ်မှဖြစ်ရလေမြေးရဲ့တနာစရာကောင်းလိုက်တာမြေးရဲ့ သမီးလေးကပညာမသင်ရပေမဲ့အပြောအဆိုလိမ်မာလိုက်တာဖွားဖွားမိမလေးကိုကြပြလေးချပေးမယ်လိုက်ဆိုနော် ဟုတ်ကဲ့ပါရှင်ဖွာဖွာ တယောက်စကား တယောက်စကား
တယောက်နားမှာ တရားနာမှာ မခါရအောင် မခါရအောင် တတိဆောင် တတိဆောင် ၍မောင်တို့ဆိုလေ မောင်တို့ဆိုလေ ရတကသူချိုလာစီ ရတကတို့ချိုလာစီ ဒါကိုကပြလို့ခေါ်တယ်ခေါင်းစဉ်ကရတကလူစကားကြိုဒါကိုအမြဲရွှေ့ရမယ်နော် ဟုတ်ကဲ့ပါရှင် ဒီလိုနဲ့ဆွေမျိုးမရှိတဲ့အဖွားနဲ့မိဘမဲ့မြေးမလေးတို့မြေးဖွားနှစ်ဦးဟာဖျားဝေးရဝိဆတွေပြုလုပ်ရင်းဘဝကိုအေးအေးချမ်းချမ်းနဲ့နေထိုင်သွားပါတော့တယ်